ဒါလေးကတော့ auto ပြန်တန်းခြင်းကလို့ဖြစ်ပါတယ် auto ပြန်တန်းမှုအတွက်ဒါလေးကိုနှိပ်လိုက်ပါလုံးဆောင်ချက် manual စာရွက်လေးပါမယ်နောက်တစ်ခါကျွန်တော်တို့ RC fighter လေရင်လေးပါမယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီမှာအားသွင်းတဲ့ဂျိုးလေးရဲ့သူ့ရဲ့ပန်ကာအပူလေးတွေရဲ့နောက်တစ်ခါကျွန်တော်တို့ဒီမှာ battery လေးရဲ့ပါမယ်ပေါ့နော်ပထမဆုံးကျွန်တော်တို့အိမ်ကိုရောက်တဲ့တပြိုင်နက်ဒီ battery လေးကိုတိုက်စီဂျိုးလေးနဲ့အရင်ဆုံးအားသွင်းရမှာဖြစ်ပါတယ်တိုက်စီဂျိုးလေးကကျွန်တော်ဒီမှာတိုက်စီပေါင်လေးပါပါတယ်เนาะတိုက်စီပေါင်လေးမှာထိုးပြီးတော့ဒီလိုလေးထိုးပြီးတော့အားသွင်းလိုက်လို့ရှိရင်ကျွန်တော်ဒီအပေါက်လေးမှာမီနီလေးမယ်ပေါ့နော်ဒီမီနီလေးပျောက်သွားပြီဆိုလို့ရှိရင်ဒါကအားပြေသွားပြီဖြစ်ပါတယ်ခင်ဗျာအားပြေသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်လေရင်လေးမှာစပြီးတော့တက်လို့ရပါပြီလေရင်လေးကိုတက်တဲ့ခါကြာလို့ရှိရင်ကျွန်တော်တို့ကဒီမှာရှိတဲ့ဒီလိုလေးပေါ့နော်နည်းလေး channel လေးထားပြီးတော့ကျွန်တော်တို့ဒါလေးကိုတိုးလိုက်မယ်ပေါ့နော်တိုးလိုက်လို့ရှိရင်ပြုတ်မကြောက်အောင်အနေထားမျိုးရှိသွားပြီပေါ့နော်ဒါဆို power လေး on ကြည့်လိုက်မယ်ဆိုလို့ရှိရင်မီးလေးလင်းပြီးတော့ကျွန်တော်တို့အလုပ်လုပ်ပါပြီပေါ့နော်မီးလေးလင်းမယ်ပေါ့ဥပမာစတင်ပြီးတော့မောင်းနေမဲ့သူဆိုလို့ရှိရင်တော့ကျွန်တော်တို့မောင်းသူကလေရင်လေးရဲ့နောက်ဖက်မှာနေတာပို့ပြီးတော့ကောင်းတယ်ပေါ့နော်ပထမဆုံးကျွန်တော်တို့ဒီကြောပေါ်မှာရှိတဲ့ခလုတ်လေးရှိပါတယ် power button လေးရှိပါမယ်ဒီ power button လေးကိုကျွန်တော်တို့3စက္ကန့်လောက်ဖိထားတာပါပဲဒါဆိုရင်ကျွန်တော်တို့မီးလေးလင်းလာပြီပေါ့နော်အဲ့တော့မီးလင်းလာပြီဆိုလို့ရှိရင်သူ့ကိုတည်ငြိမ်တဲ့စပွဲသို့မဟုတ်မြေပြင်ပေါ်မှာချထားပါမယ်ပြီးတော့မှ remote မှာရှိတဲ့အဲ့ဒီ power ခလုတ်လေးကိုကျွန်တော်တို့ဖွင့်ရမှာဖြစ်ပါတယ် power ခလုတ်လေးပါ power ခလုတ်လေးကိုဖွင့်လိုက်ပြီဆိုတော့တပြိုင်တည်းကျွန်တော်လေရင်လေးနဲ့ဒီ remote လေးနဲ့ချိတ်ဆက်သွားပြီဖြစ်တယ်ပေါ့နော်ဒါပေမဲ့ပို့ပြီးတော့ကျွန်တော်တို့ကောင်းအောင်ပေါ့နော်ဒီ RC လေရင်တွေမှာပေါ့နော် calibration လုပ်တယ်လို့ခေါ်တာပေါ့နော်ဒီဘက်ထောင်းရယ်ဒီဘက်ထောင်းရယ်နှစ်ခုကိုကျွန်တော်တို့တပြိုင်တည်း V shape ပုံစံမျိုးပေါ့နော် V ပုံစံမျိုးလေးဆွဲချထားမယ်ပုံမှန်မီးလေးကမိတ်တုံလေးဖြစ်တယ်ပေါ့နော်အဲ့မီးလေးမိတ်တုံငြိမ်သွားတဲ့ဒီစောင့်ပေးရမယ်ပြီးမှပြန်လှုပ်လိုက်မယ်ပေါ့နော်အခုမှစပြီးမောင်းနေမယ်ဆိုရင်တော့ manual နဲ့မမောင်းပါနဲ့ဒီမှာ auto ပြန်တန်းတဲ့ clock လေးပါပါတယ်မြားအတက်ဆင်းလေးပါအဲ့ဒါလေးကိုနှိပ်လိုက်ပါဒါဆိုရင်လေလေးကသေးသေးနဲ့လူတရက်လောက်အနေထားမှာသူ့လိုပြန်ဝဲပြီးတော့ရက်နေပါလိမ့်မယ်ပေါ့နော်ကျွန်တော်တို့နောက်ဖက်ရှေ့ဘက်ပေါ့နော်ဒီဘက်ညာဘက်ဂျွန်တိုးတဲ့စနစ်လေးကိုကျွန်တော်တို့ပြပေးပါမယ်ဂျွန်တိုးတဲ့စနစ်လေးကတော့ကျွန်တော်တို့ဒီမှာပါတဲ့ဂျွန်တိုးတဲ့ခလုတ်လေးကိုနှိပ်လိုက်ပါသူ signal တန်လေးပေးပါမယ်ဒီဘက်ကိုသွားရင်ညာဘက်ဂျွန်မှာကျွန်တော်တို့ဒီဘက်ကို signal နှိပ်ထားပြီးတော့ဘယ်ဘက်ကိုသွားရင်ဘယ်ဘက်ဂျွန်မှာတစ်ခါထပ်ပြီးတော့ကျွန်တော်တို့ရှင်းနောက်ဂျွန်လေးထိုးကြည့်ပါမယ်ဒါလေးကတော့နောက်ဂျွန်လေးပါနောက်ဂျွန်လေးဖြစ်ပါတယ်ဒီကီလိုလေးကိုကျွန်တော်တို့ကဘယ်ဘက်ကိုဆွဲမယ်ဆိုရင်လေရင်လေးရဲ့ body structure 360 degree ဘယ်ဘက်ကိုကျွန်တော်တို့လှည့်လာမှာဖြစ်ပါတယ်ထုံလေးတူတာပဲကျွန်တော်တို့ညာဘက်ကိုလှည့်မယ်ဆိုလို့ရှိရင်ညာဘက်ကို360 degree လေရင်လေးရဲ့ body structure လှည့်မှာဖြစ်ပါတယ်ဒီကီလိုလေးကတော့လေရင်လေးရဲ့ speed တင်တဲ့ကီလိုလေးပါမောင်းတာအနေနဲ့ကျွမ်းသွားပြီဆိုတော့ speed လေးတင်ပြီးတော့ရှေ့သွားနောက်ဆုတ်လေးတွေမှာပို့ပြီးတော့မြန်လာပါလိမ့်မယ်ဒီကီလိုလေးကတော့ remote ကိုကျွန်တော်တို့ knob ချထားတဲ့ကီလိုလေးပါလေရင်လေးကိုအတက်နိုင်ဆုံးတနေရာမှာတည်ငြိမ်အောင်ထားပြီးတော့သူကမောင်းနေထားပေးပါတယ်ကလုတ်တွေအားလုံးအလုံးမလုံးတော့ဘူးပေါ့နော်ဒီကလုတ်လေးနှိပ်ထားမယ်ဆိုဒါလေးကလိုတော့မလိုပါဘူးဒီကလုတ်လေးကတော့ကျွန်တော်တို့ကွင်းမြင့်ကျဲတဲ့နေရာအိမ်ငန်းကျဲတဲ့နေရာဆိုလို့ရှိရင်တော့ဒါလေးကိုနှိပ်ထားမယ်ဆိုရင်လင်းလေးကစဝိုင်းတရံပတ်ပြီးတော့မောင်းတဲ့ကလုတ်လေးဖြစ်ပါတယ်ခင်ဗျာအဲ့တော့ remote လေးကနေပြီးတော့တီဆိုပြီးတော့ signal တန်လေးတွေစက်တိုက်အချက်ပြလာပြီဆိုရင်တော့ကျွန်တော်လင်းလေးရဲ့ battery အားကုန်တာဖြစ်ပါတယ်အားနည်းသွားပြီဆိုတဲ့သဘောကိုပြတာဖြစ်ပါတယ်လေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့လင်းလေးက outlet တွေကိုပြန်လဲပြီးတော့ဆင်းသက်လာမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့လေရင်လေးတွေမောင်းနေကန်နေရင်လည်းပန်ကာလေးတွေခိုင်မခိုင်တစ်ချက်ပြန်ပြီးတော့စစ်ဆေးဖို့လိုပါတယ်တကယ်လို့ပန်ကာလေးတွေကတကူကူနဲ့တိုင်းပြီးထိမိလို့ပျက်စီးသွားရင်လည်းသူ့မှာပန်ကာအပိုလေးတွေပါဝင်ပါတယ်ဒါပေမဲ့ပန်ကာပိုလေးလဲတဲ့အခါမှာကျွန်တော်တို့ကဒီလေရင်လေးရဲ့ဒီတက်တဲ့ဝင်ရိုးက A ပန်ကာလေးတွေဖြစ်ပါတယ်ပန်ကာတစ်လက်ပေါ်မှာ A သင်္ကေတလေးတွေနဲ့ဖော်ပြပေးထားပါတယ်ပန်ကာလေးရဲ့ဒီလေရင်လေးရဲ့ပေါ့နော်ဒီလို crossing လေးကတော့ကျွန်တော်တို့က B သင်္ကေတလေးတွေနဲ့ပန်ကာလေးတွေဖြစ်ပါတယ်အဲ့တော့သူ့မှာပါတဲ့ပန်ကာလေးတွေကို A B မှအောင်တက်ပြီးမှသာလေရင်လေရင်လေးကgyro snake တည်ငြိမ်စွာနဲ့ပြန်တန်းနိုင်မှာဖြစ်ပါတယ်။မဟုတ်ရင်လေရင်လေးကတိမ်းဆောင်းပြီးတော့မှောက်တာမျိုးပေါ့နော်။ပန်ကာရဲ့ကျွန်တော်လေးအားပေးရတဲ့ customer များအားလုံးကိုကျေးဇူးအများကြီးပဲတင်ရှိပါတယ်။ Magic Star ပါခင်ဗျာ။